ရေမွေးတစ်လုံးနဲ့နေရာတိုင်းသုံးလို့ရနိုင်မယ့်အနံမျိုးရှာနေတယ်ဆိုရင်ဒီကောင်လေးကိုဝယ်မဲ့ list ထဲထည့်ထားလိုက်တော့မင်္ဂလာပါ Wire Fragrance ကနေကြိုဆိုပါတယ်ဒီတစ်ခေါက်ပြောပြပေးမှာက YSLY EDP version နိုင်ငံတော်ရေမွေးလို့ဘာကြောင့်ခေါ်နေကြတာလဲဆိုတာကိုပါရှင်းပြပေးမယ်Let's get it, let's go. Yeah. Let's get it. လူတူရှင်းပြောရမယ်ဆိုရင်လူတော်တော်များများဝယ်အသုံးပြုကြလို့နိုင်ငံတော်ရေမွေးလို့ခေါ်တာတခုပဲမဟုတ်ဘူးအဓိကအကြောင်းရင်းက YSLY EDP ကနေ့ဘက်တွေရောညဘက်တွေနဲ့ပါအရန်လိုက်ဖက်ပြီးတော့ special occasion တော်တော်များများကိုလည်းဆွတ်သွားလို့ရပြီး outfit တော်တော်များများနဲ့လည်းလိုက်ဖက်တာကြောင့်ဒီကောင်ကိုနိုင်ငံတော်ရေမွေးလို့ပြောကြတာYSLY EDP ကိုစ spray လိုက်တာနဲ့ရလာမယ့်ခံစားချက်ကအရန် fresh ဖြစ်တယ်အရန် clean ဖြစ်တယ်ဒါပေမဲ့ရိုးရိုး fresh ဖြစ်တာမျိုးမဟုတ်ဘဲနဲ့ fresh vibe နဲ့အတူချိုလေးနဲ့ masculine vibe လေးကပါလာတယ်အဲ့ဒါကြောင့်ပဲ office သွားတဲ့နေ့ဘက်တွေမှာပါအသုံးပြုလို့ရတယ်လို့ date သွားတဲ့ညဘက်တွေမှာပါအသုံးပြုလို့ရတယ် YSLY EDP ရဲ့ open နဲ့မှာ apple နဲ့ bergamot တို့ရဲ့ fruity fresh ဖြစ်နေတဲ့ feeling လေးကိုအရင်ခံစားရတယ်ပြီးသွားရင် juniper berry တို့ ginger တို့လိုမျိုး aromatic ဖြစ်နေတဲ့ freshness လေးတွေဝင်လာတယ်။ဒါပေမဲ့ဒီရေမွေးရဲ့အဓိက tannin point က dry down ကြတော့မှပို့ပြီးတော့တိတာလာတာ။ amber wood နဲ့ tonka bean တို့လိုမျိုးအရန် one ဖြစ်ပြီးတော့ပပလေးလေးချိုလာတယ်လို့ woody ဆန်ဆန် masculine feeling ကလည်းအများကြီးပိုတိတာလာတယ်။အတူချုပ်ပြောရရင် fresh and clean, sweet, woody နဲ့ masculine ဆိုတဲ့ဒီ၅မျိုးကိုအချိုးကျကျရောစက်ထားတာ YSLY EDP ရဲ့အားတာချက်ပဲ performance မိုင်းကိုပြောရမယ်ဆိုရင် projection ကပထမ1နာရီ2နာရီမှာတိတိတတအနံ့ပြန့်ပြီးတော့ကိုတယောက်တည်းမဟုတ်ပဲတခြားသူတွေကပါသဘောကျလာနိုင်တဲ့အနံ့မျိုးအခုလိုမျိုး authentic ရေမွေးတွေကိုကျွန်တော်ရဲ့ Wire Fragrance မှာဒီကတ်နေတော့ full site တွေပါလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ကျွန်တော်ရဲ့ Facebook Messenger TikTok ချက်ပေါက် Viber ဖုန်းနံပါတ်တို့မှာလာရောက်မှာယူအားပေးလို့ရနိုင်ပါတယ်ဆိုတော့နောက်ထပ်ရေမွေးဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ် Your sense is your standard